အားလုံးပဲမင်္ဂလာပါ My Passion 2 Years Channel ရဲ့ Week 2 ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါweek 1မှာဆိုလို့ရှိရင်ဒါဘာလို့ focus ကို shift လုပ်ခဲ့လဲဆိုတဲ့ဟာကိုတစ်ချက်ပြောပြခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့တစ်ဆက်ထဲမှာအခုလက်ရှိအဲ့ဒီနှစ်ခုကလေ indirectly ဆက်နေတယ်လို့ပြောဖူးတယ်ပေါ့နော်ဆိုတော့အဓိကဘာ product ကိုထုတ်လို့ရပြီးတော့ဘယ်လိုဆက်နေတယ်ဆိုတဲ့ဟာကိုဒီဗီဒီယိုမှာပြောပြပေးသွားမယ်ပေါ့နော်ပြန်ပြီးတော့review လုပ်ပေးရမယ်ဆိုလို့ရှိရင်ဒါအမ master တော့ငါဆိုရင် micro algae ကိုလေ့လာခဲ့တယ်ပြီးတော့အခုကကြတော့ yeast ပေါ့နော်ဒါအမားတို့လေ yeast ကိုလေဟိုမုံနေပါလေဟိုဟာလေလောက်တဲ့ချိန်မှာဆိုရင်ပွားစီအနေနဲ့တုံးတာလေအီတာကွေးတို့နောက်ပြီးတော့တခြားမုံနေလောက်တဲ့ချိန်မှာအဲ့ဒီဟာကိုတုံးနေပေါ့နော်ဟိုဟာဘလို့ခေါ်ရလဲသစီးလားအဲ့ဒါလေးခေါ်တယ်ပေါ့နော်အဲ့လိုအဲ့ဒီဟာကိုပြောတာ yeast ကိုလေသူကလေ living organism ပေါ့နော်သူက living organism ဒီတိုင်းဟိုအမုံလို့ထင်မှာဆိုလို့ပေါ့နော်ထားလိုက်ကြရအောင်ဆိုရင်အဲ့နှစ်ခုဘလို့ပတ်သက်မှုရှိလဲဆိုတာကိုမပြောပြခင်မှာသူတို့နှစ်ခုကနေဘာထုတ်လို့ရလဲဆိုတဲ့ဟာကိုအရင်တစ်ချက်ပြောပြမယ်ပေါ့နော်အဲ့တော့သူတို့နှစ်ခုကနေဘာထုတ်လို့ရလဲဆိုလို့ရှိရင်ဒါအမပေါ့နော် Google မှာသွားပြီးတော့ translate လုပ်ကြည့်တဲ့အချိန်မှာသူကလေ biofuel ကိုဘာလို့လဲဆိုတော့ဇီဝလောင်စာဆိုပြီးတော့ပြင်ပေးတယ်။ translate လုပ်ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကလည်းမမှားဘူး biofuel ကဇီဝလောင်စာပေါ့နော်အဲ့တော့အဲ့ဒီ biofuels နဲ့ဘာလုပ်လို့ရမယ်လို့ထင်နေပေါ့နော်ကိုယ့်ရဲ့ opinions တွေကိုတစ်ချက် comment မှာရေးသွားပြီးလို့ရတယ်ဒီဘာလို့ဒီလိုမျိုး biofuels တွေကိုထုတ်နေရလဲဒါအမတို့အခုလက်ရှိဆိုလို့ရှိရင်လည်းfossil fuels တွေကနေပြီးတော့မှအခုလက်ရှိသုံးနေကြသေးတယ်ပေါ့နော်ဘာကြောင့်မို့လို့ထင်လဲပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နည်းလေးစဉ်းစားကြည့်တာပဲဖြစ်ဖြစ်အမမဟုတ်လို့ရှိရင်အခု AI ခေတ်ဆိုတော့ ChatGPT ကိုမေးကြည့်တာပဲဖြစ်ဖြစ်ပေါ့နော်နည်းနည်းကိုရဲ့ဟိုအုံနောက်ကိုလေအလုပ်ပေးတဲ့အနေနဲ့စဉ်းစားကြည့်ပြီးတော့comment မှာတစ်ချက်ပြောပြပေးလို့ရရပေါ့နော် biofuels ကိုထုတ်ပြီးတော့ဘယ်နေရာမှာသုံးလို့ရလဲဒီခွန်ကအဲ့ဒီဟာပေါ့နော်အဲ့တော့အဲ့ဒီဟာကို comment မှာဖြေပေးမယ်ဆိုလို့ရှိရင်အဲ့ဒါထုတ်ဖို့အတွက်ဘာတွေကိုသုံးလို့ရလဲဆိုတဲ့ဟာကိုကြတော့ဒီဗီဒီယိုမှာပြောပြပေးသွားမယ်အဲ့တော့အဲ့ဒီဟာကိုတီးဖို့အတွက်ဆိုလို့ရှိရင်ဒါအမားတို့ biofuels ရဲ့ generation 3ခုပေါ့နော်ဒါပေမဲ့တချို့ paper တွေမှာဆိုလို့ရှိရင်သူက4ခုအနေနဲ့ညွှန်ကြတယ်ဒါပေမဲ့ဒါအမားရဲ့အတွေ့အကြုံအရာဆိုလို့ရှိရင်သူကလေ generation 3နဲ့3နဲ့4နဲ့ကိုအဲ့လိုပေါင်းပြီးတော့ဟိုလောက်ကြတာရှိတယ်ပေါ့နော်အဲ့ဒီဟာကိုလည်းတစ်ချက်ပြောပြမယ်အဲ့တော့ဒီ biofuels ထုတ်တာကဘာလို့ generation 4ခုရှိသွားပြီလဲဆိုတဲ့ဟာကိုပြောပြမယ်ပြီးတော့ဘာကြောင့်မို့လို့ဒီလိုမျိုး generation ကအရင်မြန်တာလေးပေါ့နော်အဲ့တော့ပထမဆုံး generation ကကြတော့သူကလေ biofuels ကိုဘယ်ကနေထုတ်တာလဲဆိုတော့ဒါအမားတို့ရဲ့အခုလက်ရှိစားနေတဲ့ကောက်ပဲတီးနှံတွေကနေပြန်ပြီးတော့ biofuels ထုတ်တာအဲ့တော့ဆိုလိုတာကလေချစ်ချင်းကိုထုတ်လိုက်တာမဟုတ်ဘူးเนาะသူ့မှာကလိုတိတ်ပတ်နီးကြစမ်းသပ်ထားတဲ့ process တွေရှိတယ်အဲ့တော့ဘယ်လိုမျိုးစားတဲ့ကောက်ပဲတီးနှံနေလဲဆိုတော့ဒါအမတို့ဥမာအနေနဲ့ဆိုရင်ဒါပြောင်းဖူးလို့ပေါ့เนาะပြီးတော့တခြားလေအဲ့လိုမျိုးဟိုcellulose တွေကျယ်ဝါးတယ်အဲ့လိုအပင်ကြီးအဲ့ဒီဟာတွေကိုသူကအခြေခံပြီးတော့ထုတ်တယ်ပေါ့เนาะဆိုလိုတာကထုတ်လို့မရဘူးလားဆိုတော့မဟုတ်ဘူးထုတ်လို့ရတယ်ဒါပေမဲ့ဒီပေါ့နော်ဒါ consumer demand နဲ့ဒီ market တွေနဲ့တစ်ချက်နိုင်ရှင်ကြည့်လိုက်မယ်ဆိုလို့ရှင်ဒါကိုကစားသုံးတဲ့ဟာကိုစားဖို့အတွက်ပဲသူကပို့ပြီးတော့အားတန်ကြတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာသူက generation နံပါတ်1ကိုအရင် rely လုပ်လို့မရဘူးဆိုတဲ့ဟာကိုတိလာတဲ့အချိန်မှာသူတို့ကနောက်ထပ်တစ်ခုစဉ်းစားတယ်ပေါ့နော်အဲ့တော့အဲ့ဒီ biofuels တွေကိုဘယ်ကနေထုတ်လို့ရမလဲဆိုတဲ့ဟာကိုစဉ်းစားကြည့်တဲ့အချိန်မှာဒါ second generation ဆိုပြီးတော့ထွက်လာတယ်အဲ့တော့သူက1နဲ့တော့တိတ်မကွာဘူးကွာတာပါလဲဆိုလို့ရှင်1ကဒီစားတဲ့ကောက်ပဲတီးနှံတွေကနေပြီးတော့မှထုတ်တယ်2ကကြတော့အဲ့ဒီစားတဲ့ကောက်ပဲတီးနှံတွေရဲ့အကျွင်းအကြံကနေထုတ်တယ်ဆိုတော့ဥမာအနေနဲ့ဆိုလို့ရှင်ဒါအမာတို့ straw လို့ပေါ့နော်ဒီလိုမျိုးလေကောက်ရိတ်တိမ်ပြီးရဲ့အချိန်မှာကျန်တဲ့ဟာတွေကိုhydrolysis အဲ့ဒီဟာက
နေ chemical war ဖြစ်နေရပေါ့နော်အဲ hydrolysis လုပ်ပြီးတော့ဒါအမတို့နောက်ဆုံးဘာရလာလဲဆိုလို့ရှိရင်sugar ရလာတယ်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ sugar ကhemicellulose ကနေထွက်လာတဲ့ sugar အဲ့ sugar ကိုအမတို့ကလို့ substrate ပေါ့နော် substrate ဆိုတာဒါsubstrate အနေနဲ့သုံးပြီးလို့ရှိရင်ဒါအမတို့ကbiofuel ဆိုရယ် product ကိုရောက်လာဖို့အတွက်ဂျာခန့် organism လို့တယ်အဲ့ဒီဂျာခန့် organism ကပဲအမအခု focus ကို shift လိုက်တဲ့ yeast ဖြစ်နေတာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီရဲ့ yeast ကခုနပြောသလိုမျိုးမုန့်နေကိုပွားစေနေရမှာသုံးနေဆိုပေမဲ့သူက living organism ဆိုတော့သူ့ရဲ့ပတ်ဝေးရှိတယ်အဲ့ဒီပတ်ဝေးအစဉ်စဉ်ကိုဖြတ်သွားပြီးရဲ့ချိန်မှာဒါအမတို့လိုချင်တဲ့ biofuel ဆိုတဲ့ဟာကိုထုတ်လာလို့ရတယ်ဆိုတော့generation 1နဲ့စာလို့ရှိရင်2ကနေပို့ပြီးတော့ promising ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းအခုချိန်ကြီးကိုသူတေသနာတွေတောက်လျှောက်ရှိနေတယ်အဲ့တော့အရင်တော့ကကြတော့okay ဒီရဲ့ yeast ကိုတုံးပြီးတော့ဒါထုတ်လို့ရမယ်တည်တယ်ဒါပေမဲ့အခုနောက်ပိုင်းကဘယ်လိုဖြစ်လာလဲဆိုတော့အဲ့ဒီ yeast ကိုငါတော့ဘယ်လိုလေးပြုပြင်ပြောင်းလဲလို့ရှိရင် biofuels ရဲ့ပမာဏပို့ပြီးတော့တိုးလာမှာလဲဘေဂျင်းကိုဖြုတ်လိုက်တက်လိုက်ရင်ပေါ့နော်နည်းနည်းနားလည်လွယ်အောင်ပြောမယ်ဆိုရင်ဘေဂျင်းကိုဖြုတ်လိုက်မယ်တက်လိုက်မယ်ဘေဂျင်းကိုပို့ပြီးတော့ express လုပ်လိုက်မယ်ဆိုလို့ရှိရင်လိုချင်တဲ့ final product ကိုအများကြီးနှစ်ဆသုံးဆလုပ်လို့ရမလဲဆိုတော့နီလန်းတွေကိုရှာနေကြတယ်including me ပေါ့နော်အမလည်းအဲ့ဒီဟာကိုလုပ်နေရဆိုတော့လေအဲ့တော့ပြီးတော့လေအဲ့ဒီ yeast ကဒီ biofuels တစ်ခုတည်းမဟုတ်ဘူးတခြား product တွေအများကြီးထုတ်လို့ရတယ်ဆိုတော့အဲ့ဒီဟာတွေကလေနောက်ပိုင်းမှာပြောပြမယ်အဲ့တော့အရင်ထမဗီဒီယိုမှာပြောခဲ့သလိုပဲဒီ yeast ကကြတော့ဒီခုနကပေါ့နော်ဒီဖြုတ်လိုက်တက်လိုက်လုပ်တဲ့ဒီ tools တွေကအရင် mature ဖြစ်နေပြီဆိုတော့ဒါပို့ပြီးတော့လေပေါ့နော်ဒီလိုproduction industrial production တွေကိုစဉ်းစားတဲ့ချိန်မှာပို့ပြီးတော့promising ဖြစ်တယ်ပေါ့เนาะအဲ့တော့နောက်ထပ်third generation နဲ့ fourth generation ကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ तू ကလေဂျာခံ organism မလို့ဆိုတော့ကဘယ်လိုမျိုးလဲဆိုတော့ third generation က algae green algae ဒါမှမဟုတ်ရင်micro algae အဲ့ဒီ algae ကဒါအမမြန်မာလိုအနီးဆက်ဆုံးရှင်းပြရမယ်ဆိုလို့ရှိရင်ဒီလိုပေါ့နော်စားလို့ရတဲ့ရည်ကြီးတွေလေအဲ့ seaweed တို့အဲ့ဒီဟာတွေကကြတော့ algae မှာ macro algae မှာပါသွားမယ်ဟုတ်အဲ့ဒါပြောရင်တော့ရှုပ်သွားနိုင်နေသေးလားအဲ့တော့အခုကလေဒီ biofuels ကိုအဲ့ဒီ algae ကနေထုတ်တာက third generation အနေနဲ့or fourth generation အနေနဲ့ရှိနေတာပေါ့နော်အဲ့တော့အဲ့နှစ်ခုတွဲပြောရမယ်ဆိုလို့ရှိရင်သူကဘာလဲဆိုတော့ဒီရဲ့ algae တွေကလေသူကbioremediation လို့ခေါ်တဲ့အလိုမျိုးဒီလိုရေတွေမှာအရန်ကို heavy metal တွေပါတာသူကတဘာဝအတိုင်းတန့်စင်ပေးနိုင်တာအဲ့တော့အမရဲ့ previous lab make ဆိုပါလောက်လဲဆိုတော့သူကအဲ့ဒီလိုမျိုးရေစိုးရည်မြက်ကိုတုံးပြီးတော့အဲ့ဒီ micro algae ကို စိုက်တယ်ပေါ့နော်စိုက်တယ်ဆိုတော့အဲ့ဒီ micro algae ကနေပြီးတော့မှခုနကအမပြောတဲ့ product ကိုထုတ်တယ်အဲ့တော့သူကလုံးဝကို bio economy ပဲသိရမလားအဲ့တော့စွန့်ပစ်ပစ္စည်းဆိုတာမရှိဘူးအဲ့လိုမျိုးမရှိအောင်ကိုလုပ်တာအဲ့ဒါကြောင့်မို့လို့အခုနောက်ပိုင်း researcher တွေကgeneration 3နဲ့4နဲ့ကိုသူတို့ကအရန်ကိုထုတ်လာကြတယ်ဆိုတော့ဒါပေမဲ့ဒီ3နဲ့4နဲ့ကလေဘယ်မှာတက်နေတာပုံများလဲဆိုလို့ရှိရင်ခုနလိုမျိုးပေါ့နော် bio economy ဘိုင်းမှာတက်နေတာပုံများပြီးတော့ဒီ production ကိုပို့ပြီးတော့နှစ်ဆသုံးဆမြင့်အောင်လို့ပေါ့နော်ပြီးလို့ရှိရင်ဒီမြင့်အောင်လို့gene တွေကို manipulate လုပ်တဲ့ technique ကခုန second generation လောက်အရင်မမြင့်သေးဘူးမရှိရတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ species တိုင်းကိုတွားပြီးတော့အတုံးချလို့မရတဲ့အပြင်ကိုဒါအမတို့အများကြီးဖွင့်ပြဖို့လိုသေးတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့လေဒါအမပထမဗီဒီယိုမှာပြောတဲ့အတိုင်းဒီ molecular knowledge ကို second generation မှာအရင်ဖြည့်လိုက်တယ်ဖြည့်လိုက်ပြီးတော့မှဘွဲရပြီးလို့ရှိရင်ဒါအမရဲ့ငကိုစိတ်ဝင်စားတဲ့ဟာကိုတစ်ချက်ပြန်ပြီးတော့သွားလို့ရှင်ပို့ပြီးတော့လေလွယ်ပါမယ်
ပြီးတော့ဘယ်လိုမျိုး technique တွေအသုံးချလို့ရှိရင်ဒီ third and fourth generation သုံးပြီးတော့လိုချင်တဲ့ product ကို adjust လုပ်လို့ရမလဲဆိုတဲ့ဟာကိုလေသိသွားမယ်ပေါ့နော်အဲ့တော့ဒါကလေbiology ကိုလေ့လာရဲဆိုတာကအရန်စိတ်ဝင်စားဖို့ကောင်းနေပေါ့နော်ဒါပေမဲ့လူတွေကဒါကိုသူတို့ကလေတိတ်ပြီးတော့အရင်မပေးကြဘူးဆိုတာကဒီအေရှားမှာဆိုရင်အမတို့နိုင်ငံပေါ့နော်ဟိုအရန်ကိုလေအမဆိုအရန်ပြောခံရတယ်ဘာလို့ science ကိုလေ့လာတာလေဆိုတဲ့ပုံစံမျိုးဒါပေမဲ့ဒီနောက်ပိုင်း master တို့ PhD တို့လောက်တဲ့အချိန်မှာအရင်နားလေရပေါ့နော်အဲ့ဒီ STEM ရဲ့အခန်းကဏ္ဍဘယ်လောက်ထိအရေးကြီးရဆိုတဲ့ဟာကိုအဲ့တော့ဒီဒုတိယအပတ်ကတော့အမဒီ biofuels ရဲ့ထုတ်တဲ့ generation 3ခုor 4ခုကိုပြောပြပေးသွားတယ်အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအရင်စိတ်ဝင်စားစရာကောင်းတဲ့ topic တွေပေါ့နော်နည်းနည်း spoil လုပ်ပေးရမယ်ဆိုလို့ရှိရင်အမဘာ topic ကိုစဉ်းစားထားလဲဆိုတော့လေအမကmicrobiology နဲ့ဘွဲရထားတာအဲ့တော့လေအရှင်တော်ကဆိုရင်ဘယ်လိုစဉ်းစားလဲဆိုတော့ bacteria လို့ပြောလိုက်လို့ရှင်လူကိုဒုက္ခပေးမယ်ဆိုတဲ့ bacteria တွေကိုပဲစဉ်းစားထားတာပေါ့နော်ဒါပေမဲ့လူကိုကောင်းကျိုးပေးနိုင်တဲ့ bacteria တွေရဲ့အမားတို့လိုမျိုးနေ့စဉ်တူကစားသုံးနေတဲ့အစာတောက်ထဲမှာပါတဲ့ bacteria အကြောင်းကိုပြောပြပေးမယ်အဲ့ဒီဟာကလေအရင်စိတ်ဝင်စားဖို့ကောင်းပြီးတော့သူကlocation 3ခုမှာ sample size ယူပြီးတော့လေ့လာထားတဲ့အစားတောက်တစ်မျိုးအဲ့ဒီဟာကိုလည်းခက်မှန်ဖို့ spoil လုပ်ပေးရမယ်ဆိုရင်အဲ့ဒီအစားတောက်ကလေတောင်ပေါ်ကလူတွေအရင်စားတယ်အဲ့ဒီဟာဆိုလို့ရှိရင်တော့ဟိုနည်းနည်း hit လေးရမယ်ထင်တယ်အဲ့ဒီအကြောင်းကို that week မှာပြောပြပေးသွားမယ်ပေါ့နော်အဲ့ဒီမတိုင်ခင်ကြားထဲမှာလည်းအမခုနပြောတယ်ပေါ့နော်အဲ့လိုမျိုး gene တွေကိုဖြုတ်လိုက်တက်လိုက်ဘယ်လိုလုပ်လို့ရလဲဆိုတဲ့ဟာကိုဒီ computer base မှာအဲ့လိုမျိုးစောက်တဲ့ဟာလေးတွေကိုလည်းမြန်မာလိုနားလည်လွယ်အောင်ရှင်းပြပေးသွားမယ်ပေါ့နော်အဲ့တော့ဒီအခုပေါ့နော်အချိန်ရှိသေးတဲ့ကလေးလေးတွေဥမာနေနေဆိုရင်အခုမှအဲ့လို GED တက်တာတို့ IGCSE တက်နေတဲ့ကလေးတွေဆိုလို့ရှိရင်လည်းကိုဟို major တွေပါတွေကျောင်းပြီးလို့ major တွေပါတွေရွေးရဲဆိုရင် life science ကိုလည်းအဲ့လို option တစ်ခုအနေနဲ့ထည့်စဉ်းစားလို့ရအောင်လို့လည်းအဲ့လို topic တွေပေါ့နော်ဒီ life science နဲ့ပတ်သက်တဲ့ topic တွေအများကြီးကိုအမတက်နိုင်တဲ့လောက်ပေါ့နော်ပြောပြပေးသွားမယ်ပြီးတော့လည်းokay တပတ်တစ်ခါလေးတင်သွားပေးမယ်ပေါ့နော်ဒါပေမဲ့အခုချိန်ထိတော့ match လာအထိကတော့အမseminar 3ခုတက်ဆရာရှိတယ်ဒါပေမဲ့လည်းကြိုးစားပြီးတော့လုပ်ပေးသွားမယ်ပေါ့နော် okay ဆိုတော့ဒီ hit လေးပြီးထားတာကိုခက်မှန်လို့လည်းရတယ်လို့ biofuels တွေကိုဘယ်မှာသုံးလို့ရလဲဆိုတဲ့ဟာကိုလည်းခက်မှန်ပြီးလို့ရပါတယ် okay ဆိုတော့အားလုံးပဲနောက်ပတ်မှာပြန်တွေ့ပါမယ်